给进喏。你看到没？哎，你那口地哎没表对吧？都到口音那表嘛，喏，把张来说了，现在的嘛搞口里起码路表没，第二嘛家了，干得起，喏。အဲ့တော့နော် supernatural ဖရားပဲမထားဆိုရင်ဒီနေရာမှာတော့ဖရားညံလဲပေးရတယ်လို့ပြန်ပြောမှာနော်အဲ့တော့ကျွန်မဘာလုပ်စေချင်လဲဆိုတော့ okay အရေးခုံကျင်းနေဆိုရင်ဒီလိုတော့လုပ်လို့ရတယ်နော်ကျမ်းပြင်မလုပ်ရင်ရပြီနော်တင်လှုပ်လို့ရတယ်နော်အဲ့တော့နော်တင်လှုပ်လို့ရတယ်ကျမ်းပြင်မလုပ်ရင်ရပြီအဲ့တော့ဒီနေရာမှာလက်ခုပ်တီးတဲ့အခါမှာ okay မတီးနဲ့နော်ခဏစောင့် okay တီးမယ်နော်ဟိုခစ်ပေးပါအဲ့မှာဒီလိုတီးလို့ရတယ်ဒီလိုတီးနဲ့ခုံကျင်လာတော့လေခုံလို့မရဒီလိုတီးမယ်နော်အဲ့ဒါတီးလို့မအားမရရင်ဒီလိုဆက်တီးမယ်နော်လက်ကရွှေ့လို့ရတယ်လက်ကရွှေ့လို့ရတယ်မတည့်မခုံနဲ့နော်လက်ခုံကိုတီးမယ်မင်းမျိုးစုံနဲ့လက်ခုံတီးမယ် Okay ဆက်စင်လူချီမရ
လေးချရအောင်အဲ့တော့ဒီနေ့ကျမဘာလို့စေချင်လဲဆိုတော့ come on kick yeah တိုင်ပီလေးနဲ့စကားပြောလိုက်အောင်အဲ့ကျမတို့ဒီနေရာမှာလှုပ်လို့မရပါနဲ့ခုနကျမပြောသလိုအနည်းမျိုးစုံနဲ့လက်ကလှုပ်လို့ရသေးတယ်ခြေထောက်ကခုံလို့မရမဘေးကိုရွှေ့လို့ရတယ်ချင်းကလေးလည်းရမလားလှုပ်ပါဖွားလေးကမယ်လုံးဝမလှုပ်စေရအောင်ကဲလှုပ်မယ်1 2 1 2 3 whoa 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 chỉ quan chỉ ngã ngã đôi về lần nào về xem lúa cà mà xem biết mày đi lúa cà này xem đi bò lên lại chỉ mày nó xem này đi lại cà mày nó 1 2 1 2 3 chỉ quan chỉ ngã ngã đôi về lần nào vềဟုတ်တယ်မျိုးသမီးတွေဒီလိုကောင်းမယ်ခမောချီမွန်စီကငါတို့ရဲ့လက်နက်ပဲချီမွန်နာကောဟောချီမွန်စီကငါတို့ရဲ့လက်နက်ပဲချီမွန်ချီးမွမ်းကောင်းသည်ဖြစ်၍ချီးမွမ်းကြလောအာမင်ကျမတို့ကြည့်လိုက်ပါနော်တကယ်ကိုမိခင်ကြီးတွေဖခင်ကြီးတွေအရှိမထွက်ပြီးတော့ကနေတယ်ဆိုတဲ့အရာကဖခင်သခင်ကိုချီးမွမ်းခြင်းလုံးလို့ထွက်ပေါ်လာတဲ့အရာတွေဖြစ်ပါတယ်ကိုယ့်နဲ့ကိုယ်ဆိုရင်တော့ကိုယ့်တိတ်ခါကိုဘယ်သူကချမှာလဲဒါပေမဲ့ဖခင်ရှိမတို့တွေအားလုံးကခလေးလေးတွေဖြစ်တယ်ဟာလေလုယာကဲအဲ့မှာလေဒီမှာကျမတချင်းတပုတ်ဆိုခြင်းနဲ့အားလုံးရတဲ့ရာအရှိန်နဲ့အနောက်တောင်မြောက်ဘယ်လေလိုက်ကြောက်စားဆရာစင်းနဲ့ဆိုမှာဆရာဒီဘက်ကဆရာကြီးနဲ့ဒီဘက်ကအန်တီကကျမနဲ့တူဆက်ကမနော်အဲ့တော့သူတို့ကတဲ့အတိုင်းကျမလိုက်ကမယ်နော်သူတို့မခုံစိတ်ချကျမသိတယ်မခုံနော်လိုအဲ့ဆရာကြီးပါဆွဲပြီးတော့နော်ဆရာလုပ်ပါအောင်သင်ပေးပါအောင်ဆို Okay come on ချီးမွမ်းမယ်နော်သူတို့ဘယ်လိုကလိုက်ကမယ်
ချီးမွမ်းပါယေ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 ချင်းဆိုနိုင်တယ်သီလားချီးမွမ်းနိုင်တယ်ဒါပေမဲ့ဒီမှာရှေ့သူတို့အရန်ကိုပင်မနေမှာဆိုလို့ကျွန်မတချင်းတပုံးနဲ့ဖျောက်ဆက်ကိုခွဲချင်တယ်ဟာလေလုယာအာမင်ဘာဖြစ်လို့ဖခင်ရဲ့မြတ်တာဟာပင်လေသမုတ်တရားကတော့ငါလိုက်လို့မမိနိုင်အာမင်အဲ့ဒီတချင်းကကျွန်မနှလုံးသားထဲမှာဖခင်ရဲ့မြတ်တာကိုအရန်ခံစားစေတဲ့တချင်းဖြစ်တယ်ကိုတော့ကျွန်တော်ဘဝအတွက်ဘဝတစ်ခုလုံးအတွက် Come on sing ဘဝတစ်ခုလုံးအတွက်လက်တီပေးသူမိုးရိုချိန်တွေမှာသူကူညီကလမ်းပြောင်းအချိန်တိုင်းအမောင်လမ်းစာပြောင်းချိန်မှာကိုတော့အလေးနဲ့ဆွဲခေါ်ယူပင်လေတော့ရတာတခင်ချလာမနှဘူးဝေကောင်းကင်ရဲ့ဝေကောင်းကင်ရဲ့တခင်ချလာမမြတ်ပါဘူးချစ်ပြန်စို့ချစ်ပြန်စို့လွန်ပြေတခင်ချကိုမီဘူးတခင်ဟာငါအတွက်ဘဝမှာရဲ့ပါစို့ရက်ကနေဖွင့်ဟပြောဆိုပါတယ်အာမင်ကိုရောမရှိရင်သားသမီးအသက်တာဟာ6တွေ့သောအရက်ဖြစ်ပါလိမ့်မယ်ကိုရောမရှိရင်သားသမီးအသက်တာဟာတော့အရက်မှာရှိတဲ့ကဲ့သို့လမ်းစပျောက်ဆုံးနေပါလိမ့်မယ်ဒါကြောင့်သားသမီးအသက်တာထဲမှာဝိညာဉ်တော်ဖခင်နေရဲ့အစဉ်တိုင်းဥဆောင်ပေးပါ
အိုးသခင်ခရစ်တော်ရဲ့နှဆိုင်တဲ့မြတ်တာကိုနားလည်ပြီးတော့ဒီလောကအလယ်မှာခိုင်ခန့်ခြင်းနဲ့အသက်ရှင်နိုင်ဖို့နဲ့ဝိညာဉ်တော်ဖျားသားသမီးတို့ကိုမာစားပါခမဲတော်ဖျားရဲ့အလိုတော်ကိုလည်းသဘောပေါက်ပြီးတော့မှတောင်းတို့အသက်တာထဲမှာအိုးဒုစရိုက်ကိုယုံမုန်းတဲ့ဖျားအလိုတော်ထဲမှာတန်ရှင်းစွာအသက်ရှင်ရှောက်လန်းတက်စေပါအဖအာမင်ဟာလေလုယာကိုရောဘုံတော်ကိုထင်ရှားစေသောအသက်တာများဖြစ်စေဖို့အတွက်ကိုရောဖျားသားသမီးတို့ကိုပြုပြင်ပြီးဖြစ်လို့ယေရှုတင်တယ်ငယ်ရွယ်သောအချိန်ကာလမှာဝိညာဉ်တော်ဖျားနဲ့ရှောက်လန်းပြီးတော့ဒုစရိုက်ရှိသမျှရဲ့အသွေးအသားတတ်မှတ်ခြင်းကိုမလိုချင်ဘဲနေတော်သူများအဖြစ်ကိုရောဒီတနန်းအားဖြင့်သားသမီးတို့ကိုပြုပြင်ပေးပြီးဖြစ်လို့ကိုရောကိုယေရှုတင်တယ်ကိုရောဖျားဘုံကျွေးမင်္ဂလာရှိပါစေအထူးသဖြင့်ကိုရောဒီနေ့ကိုရောကိုချစ်လျက်အတင်းတော်မှာရှိတဲ့လူငယ်များယုံကြည်သူများကိုအလွန်တကာချစ်လျက်အစေကအဖို့ခပေးကြတဲ့အိုးအမှုတော်ဆောင်ခေါင်းဆောင်အားလုံးကိုလည်းသခင်ယေရှုနာမကိုမြည်ပြေကောင်းကြီးပေးပါတယ်။အိုးဒီနေ့သူတို့နှလုံးသားဒီကျယ်ဝန်းခြင်းရှိသည့်အတိုင်းပဲလူထောင်ပေါင်းများစွာတောင်းပေါင်းများစွာကိုကိုတော်ဘုရားကသူတို့ရဲ့အမွေဥစ္စာအဖို့လုံးကအပိုင်ပေးပါမိကြောင်းတပည့်ဆုတောင်းပါတယ်ဖာ။အိုးဒီနေ့သူတို့အသက်တာအားဖြင့်တိုင်းနိုင်ငံတွေကိုကိုတော်ကိုင်လှုပ်တော်မူပါဘုရားသခင်။တင်းငယ်သောအမှုရာမှာသစ္စာရှိသောသူကိုကြီးသောအမှုရာအမယ်ဆိုတဲ့အတိုင်းပဲသူတို့အားဖြင့်နိုးထမှုလှိုင်းလုံးကိုကိုတော်ဒီမလေးရှားနိုင်ငံမှာစတင်စေဖို့နဲ့တမီဆုတောင်းပါတယ်။ယုံကြည်ခြင်းခြေလှမ်းလှမ်းရသောဤအသင်းတော်ပေါ်မှာယေရှုပြုတော်မူပါဘုရားသခင်။ကိုတော်ဖျားဒီနေ့လာရောက်ကြတဲ့သားသမီးတယောက်ချင်းဆိုင်အသက်တာထဲမှာလဲအလားနဲ့အပြန်မတူဘဲနဲ့ဝိညာဉ်ကောင်းကြီးကာယကောင်းကြီးစိတ်နှလုံးနဲ့ဆိုင်သောရှင်လန်းဝမ်းမြောက်ခြင်းကိုကိုတော်ဘေးပြီးဖြစ်လို့ကိုတော်ကိုယေရှုတင်တယ်။ဤအမှုကိုအစပြုတော်သူဟာကိုတော်ပဲဖြစ်ပါတယ်။ဒါကိုတော်ဖျားဆက်လက်ပြီးတော့ဤအမှုကိုတည်ဆောင်ပေးမှဖြစ်လို့ကိုတော်ကိုယေရှုတင်တယ်။ကိုတော်ဘုန်းကြီးပါစေလို့ဝန်ခံရင်းနဲ့အချိန်တိုင်းအသက်တာအသီးသီးကိုကိုတော်ထံပြန်လဲဆက်ကပ်အနံတဲ့အခါယေရှုနာမကိုအမိပြချီးမွမ်းခြင်းကိုးကွယ်ခြင်းဂုဏ်ပြုခြင်းအားလုံးနဲ့တကွာသားသမီးရဲ့အသက်တာဤစီစဉ်အားလုံးကိုကိုတော်လက်တော်ထဲပြန်လဲဆက်ကပ်အနံပါတယ်ဖာ။ကောင်းတဲ့ဖျားကိုလက်ခုပ်တီးပြီးတော့ချီးမွမ်းရဟာလေလုယာ။